ညဘက်ရောက်တဲ့ထမင်းကြော်ဆိုင်တွေမှာချကျွေးတဲ့ပဲရီချင်းလေးကိုလေအိမ်မှာလိုက်လို့စားဖြစ်ပါတယ်ရှင်ဒီပဲရီချင်းလေးကလေငပိတောင်းတို့ငပိရီတို့နဲ့တိုးစရာလိုမျိုးတွဲစားရင်လည်းအရန်အောင်မှထမင်းမိန်ပါတယ်ရှင်အရင်ဆုံးဈေးရဝယ်လာတဲ့ပဲပင်ပေါက်လေးတွေကိုအမဲဘက်လေးတွေမပအောင်လို့တခြားလေးရေဆေးတက်ဆင်ပြီးတော့ရေတခြားလေးစစ်ထားပေးပါတယ်ရှင်ပြီးရင်တော့ပဲရီကျင်စိမ်မို့တခြားလေးရေဆေးတက်ဆင်ထားတဲ့ဘူးလွတ်ထဲမှာပဲပင်ပေါက်တွေကိုတခြားလေးဖိသိပ်ပြီးတော့စီပေးပါတယ်ရှင်အဆက်လေးလည်းစားကျင်တာမို့လို့ငရုတ်တီးစိမ်လေးပါတခါတည်းထည့်ပြီးတော့စိမ်လိုက်ပါတယ်ရှင်ဘူးထဲမှာတခြားလေးစီစီရီထည့်ပြီးသွားပြီဆိုရင်တော့ပဲရီကျင်လေးလုပ်ဖို့အတွက်စားလေး၄စုံလောက်ထည့်ပါတယ်ရှင်ပြီးရင်တော့အေးခံထားတဲ့ရင်နွေးလေးကိုပဲပင်ပေါက်တွေပြုတ်တဲ့အထိဘူးအပြည့်ထည့်ပေးလိုက်ပါတယ်ပဲပင်ပေါက်လေးတွေအားလုံးရေထဲမြုပ်နေအောင်ဇုံးလေးနဲ့လည်းလိုက်ဖိပေးပါတယ်ရှင်ပြီးရင်တော့အခန်းအပူချိန်မှာပဲ1ရက်ခွဲ2ရက်လောက်ထားလိုက်တာနဲ့ကျွတ်ရွရွချင်းချင်းလေးနဲ့အရန်ကိုမှစားကောက်တဲ့အေးပြေပဲရီချင်းလေးရပါပြီရှင်ဒီလိုမျိုးပဲရီချင်းလေးလည်းလိုက်လို့စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်